အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုမှာတော့ဒီအမရဲ့ experience အလုပ်ဘယ်လိုရသွားတဲ့ experience ကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဖိလစ်နိုင်ငံမှာပေါ့နော်ဒီအခက်အခဲတွေကြားထဲကနေအလုပ်ကိုဘယ်လိုမျိုးရှောက်ခဲ့တာလဲ အခက်အခဲတွေကြားတွေတဲ့ခန့်နေခက်ခဲတွေကြားတွေတဲ့ကနေဆိုတော့အရန်ကိုအခက်အခဲတွေကိုအရင်ဆုံးပြောပြီးမှမယ်အခက်အခဲတွေအခက်အခဲတွေစီးရမယ်ဆိုတော့က vocational school ကိုအရင်တက်ရမှာပေါ့ vocational school ကိုအရင်သိရမှာပေါ့နော်အလုပ်မလုပ်ခင်မှာအကြောင်းနဲ့အရင် join ပြီးတော့လာရမှာဆိုတော့ကျွန်တော်ကvocational school လာတဲ့အကြောင်းတိုင်းအားလုံးထဲမှာအနောက်ကျဆုံးအလုပ်ရခဲ့တဲ့သူတယောက်ဆိုတော့ခက်ခဲတွေကတော့အများကြီးရှိတယ်ပေါ့3နှစ်တက်ရမယ့်ထဲမှာ2နှစ်နီးပါးလောက်ကျောင်းတက်ခဲ့ရတယ်ပေါ့နော်ကျွန်တော်ကကျတော့2နှစ်နီးပါးလောက်ကျောင်းတက်ရဘာလို့လဲဆိုတော့အလုပ်မရလို့တစ်နှစ်အတွင်းလည်းအလုပ်ရသွားနိုင်တယ်တစ်နှစ်ကျော်ဆိုရင်လည်းအလုပ်တော်တော်များများရသွားကြတယ်ဒါပေမဲ့ကျွန်တော်ကအလုပ်တွေလျှောက်တယ်ဒါပေမဲ့အလုပ်မရဘူးပေါ့နော်အဲ့တော့အလုံးမရတဲ့သူတွေတော့ကအကြောင်းကနေဘယ်လိုသတ်မှတ်ထားပြီလဲဆိုရင် training သွားရမယ် training သွားရမယ်ဆိုတော့ training သွားရမယ်ဆိုတော့ training ကတစ်လ2လအနည်းဆုံးအများဆုံး3လလောက်သွားရတယ်အဲဆိုတော့အလုံးမရရင် training သွားရမယ်အဲဆိုတော့ကျွန်တော်က training ကြီးပဲသွားခဲ့ရတယ်ကွာလှုပ်လျှောက်တယ်ကြားထဲမှာလှုပ်လျှောက်တယ် training သွားတယ်လှုပ်လျှောက်တယ် training သွားတယ်ဒါပေမဲ့ဖင်လန်နိုင်ငံကစေးစကအရင်ကြီးတယ်ဆိုတာအလုံးသိပြီးသားပဲဆိုတော့လုံးမရဘူးဆိုရင်ကိုယ့်ရဲ့အိမ်လာခတွေစားစိတ်ဘိုးတွေကအရန်ကိုဈေးကြီးတယ်ဆိုတော့ကျွန်တော်ကအိမ်ထပ်ပြီးတော့မငားနေတော့တဲ့အတွက်ဒီဖင်လန်နိုင်ငံမှာရှိတဲ့တကယ်ချင်းတွေရဲ့အကူအညီနဲ့ဘယ်လိုပြောမလဲသူတို့ကနေစရာသူတို့ရဲ့အလုပ်ရှိပြီးသားလူတွေမှာအရင်အလုပ်ရှိပြီးသားလူတွေကသူတို့ကနေပြီးတော့နေစရာပေးတယ်ညမှာကိုကနေနဲ့ training သွားတယ်ကျောင်းသွားတယ်အလုပ်လျှောက်တယ်အဲဆိုတော့အဲ့လိုနဲ့နေလာခဲ့တာနှစ်လောက်အကြာတော့နှစ်မတိုင်ခင်မှာဒီကိုအရင်ကမြို့မဟုတ်တဲ့ကျောင်းတက်နေအရင်ကမြို့မဟုတ်တဲ့ဒီအခုလူအောင်လို့ရှိတဲ့မြို့မှာအလုပ်ရသွားတယ်ပေါ့ဆိုတော့ဒီအခက်အခဲတွေတော်တော်များများအတွေ့အကြုံကအရင်များတယ်ပေါ့နော်အခုသူအမရှင်းပြလိုက်တဲ့အချိန်မှာတူလေးနဲ့ရှင်းပြသွားတာပေါ့နော်တကယ်လည်းကြုံရတဲ့အခက်အခဲကတော့ပြောပါတော့ဆရာမဟုတ်ဘူးเนาะအရင်များတယ်ပေါ့เนาะဆိုတော့သူကအခက်အခဲဆုံးကဘာဖြစ်မလဲအခက်အခဲဆုံးအလုပ်မရခင်မှာအလုပ်မရခင်မှာအိမ်မငားနိုင်တော့တာပေါ့အခက်အခဲဆုံးကအိမ်မငားနိုင်တော့တဲ့အတွက်ဘယ်လိုပြောမလဲတကယ်ချင်းအိမ်ဒီမှာလိုက်နေရတာလေဒါကတော့မှတကယ်ချင်းနေရအရင်သဘောကောင်းလို့ပေါ့နော်အဲဆိုတော့အခက်အခဲဆုံးအချိန်တွေကအဲ့လိုပဲပေါ့နော်ကိုကဒီဖီလန်နိုင်ငံဆောင်းတွင်းနေမှာဆိုလို့ရှိရင်တကယ်ချင်းနေအိမ်မှာတော့နေရဆိုရင်တော့မှတကယ်ချင်းတွေကကြောက်တက်ရတဲ့အချိန်ရှိအလုပ်သွားရတဲ့အချိန်ချင်းတော့ကလည်းဒီဖီလန်နိုင်ငံမှာနော်တော့ကအများစစားရမရှိဘူးအဲဆိုတော့ကိုကအခက်အခဲဆုံးအချိန်တွေဆိုရင်ကိုကကြောက်မရှိဘူးအလုပ်သွားtraining သွားဖို့ရမရှိနေဘူးကိုကဘယ်ညာမှာသွားနေရမလဲမသိဘူးပေါ့နော်ကိုကိုနေတဲ့တကယ်ချင်းကလည်းမပြန်လာသေးဘူးဆိုရင်အဲ့လိုဆိုကိုကဈေးတွေ shopping market ဒီမှာသွားပြီးတော့အချိန်တော့ဖြုံးနေရတယ်မဟုတ်လားအဲ့လိုဆိုတော့အဲ့ဒါတွေအနေနဲ့ခက်ခဲတယ်ပေါ့အဲ့ဒါကျတော့အဲ့လိုကြုံတွေ့ခဲ့ရပေါ့ဒီအလောက်ကနှစ်အကြာမှာရတာဆိုတော့ဒီတစ်နှစ်ဒီနှစ်လုံးလုံးကကြောင်းတက်ခဲ့ရတာလားဆိုတော့ training ကဘယ်နှလလောက်လုပ်လိုက်ရတာလဲ training က work training ပေါ့နော် work training ကခုနပြောသလို training တွေသွားတယ်ဆိုတော့ work training ကဘယ်နှလလုပ်ရတာလဲပြီးတော့ကြောင်းသွားတာကဘယ်နှလလဲကျောင်းသွားတာကကျောင်းမှာဒီတိုင်း study လုပ်ရတာကတော့အများဆုံး1လလောက်ပဲဒါပြင်သူက training တန်းပို့တယ်နော် training က2လမဟုတ်ရင်အစပိုင်းကတော့3လလောက်များ3လ2လကျော်လောက်ဆိုပေမဲ့နောက်ပိုင်းကနေတယ်ဒါပေမဲ့ဒါကျွန်တော်တို့ဒါပထမအတုပ်တွေပါဒုတိယအတုပ်တွေဆိုရင်ကျောင်းချိန်ကနေပြီးတော့ training ကာလတော်တော်များတယ်4လလောက်ရှိတယ်ဒါကျွန်တော်တို့ကကြတော့ training ကာလတူတယ်ပေါ့ training ကာလတူတယ်လို့ပြောလို့ရရင်2လပေါ့အဲကြတော့2လဆိုပေမဲ့လည်းဒီအလုပ်ထဲမှာအလုပ်လုပ်တဲ့8နာရီပေါ့နော်8နာရီအချိန်ပြည့် full time လုပ်ရတဲ့လောက်ကိုကျွန်တော်တို့လည်းသူတို့နဲ့အတူတူအလုပ်ချိန်အတိအကျသွားရတယ်ကျွန်တော်တို့က
အဲ့လိုအတိကျလို့ရတော့ကိုယ့်ရဲ့ပတ်ထိုင်းကလည်းရှိသေးတယ်နော်ပတ်ထိုင်းကလည်းပြေးရတယ်ပတ်ထိုင်းကကျတော့ကျွန်တော်3နာရီထားပါတော့မနေ့6နာရီကနေ2နာရီအထိကိုကျောင်း training သွားရတဲ့ training place တွေပေးတဲ့နေရာကိုသွားရတယ်ဒါပေမဲ့ကိုကပတ်ထိုင်းအလုပ်ကလည်းရှိတယ်ဆိုတော့ညနေ3နာရီကနေည8နာရီအထိအလုပ်အဲ့လိုပတ်ထိုင်းပြန်ပြေးရတယ်အဲ့လိုမျိုးရှိရပေါ့ ဆိုတော့အများကြီးစူးစမ်းခဲ့ရတာပေါ့ဒီအလုပ်ရဖို့အတွက်ဆိုတော့ဒီအခုလောက်ဆုံးလုပ်နေတဲ့အလုပ်ကိုဘယ်လိုလျှောက်ခဲ့လဲဘယ်လိုလုပ်ပြီးတော့ဒီအလုပ်ကိုရသွားတာလဲပေါ့နော်ဒီသူများတွေအလုပ်လျှောက်ကြတယ်ပေါ့နော်တော်တော်လေးခက်တယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်ဘယ်လိုမျိုးလျှောက်ဖြစ်ခဲ့လဲ အလုပ်ကဘယ်လိုလျှောက်တယ်လဲဆိုရင်အလုပ်ကိုအရင်လျှောက်ဖို့အတွက်တကယ်ချင်းနေနဲ့အဲ့လိုမျိုးအဖမတ်မှာအဲ့လိုမျိုးသွားပြီးတော့နေရတယ်ဆိုပေမဲ့လည်းဘယ်လိုပြောမလဲအရန်တော့စိတ်တော့စင်းရဲပေမဲ့ကျွန်တော်ကနေတော့နည်းနည်းတော့စိတ်တော့မစင်းရဲလဲခဲ့ပေမဲ့လုပ်ရမယ်ဆိုတော့ force ကလည်းပေါ့နော်အရန်ရှင်ထဲမှာအရန်ရှိရပေါ့အဲ့ရင်ကြတော့တကယ်ချင်းတွေကလည်းဘယ်လိုပြောမလဲကြောက်တဲ့နေတဲ့တကယ်ချင်းတွေကလည်းနော်သူတို့ကလည်းနောက်မှရောက်လာပြီမဲ့အရန်ကိုအလုပ်ရှာကြရဆိုအဲ့ဆိုကိုကမူတီပူတက်လာကိုကအရင်ရောက်နေရတော့မှတိတ်ပြီးတော့နော်အဆင်ပြေနေရလားဒီနေ့အတွက်အဆင်ပြေမဲ့ကိုအတွက်အဆင်ပြေနေလို့ဖြစ်တော့အရန်ခလန်းဖြစ်နေပြီမဲ့ဒါပေမဲ့နောက်မှရောက်တဲ့သူတွေတော့မှအရန်ကိုအလုပ်တွေရသွားကြပြီဆိုပြီးတော့ပို့ပြီးတော့ဟိုဟာဖြစ်ပြီးတော့ပေါ့နော်အဲ့နဲ့အလုပ်တွေကိုရှောက်တယ်အဲ့တော့ဒီလူအောင်နေတဲ့လက်ဒီမျိုးမှာအရင်ကတော့ကလည်းလျှောက်တယ်ပြန်ပြီးတော့ဒီသူတို့မိသားစုကနေပြီးမှအရန်ဘယ်လိုပြောလျှောက်ဖို့အတွက်အများကြီးဘယ်လိုလျှောက်ရမယ်ပါနီလန်းနေရှိရလေနော်ဒါကုမ္ပဏီကိုတခါတည်းဖုန်းဆက်လိုက်ပါဆိုတဲ့ information တွေပေါ့နော်ပြီးရင်တခါတည်းအချိန်ချင်းခါပေါ့နော်ဘယ်နှခါပဲဖြစ်ဗာလဲကိုယ့်ရဲ့ form ကိုအချိန်ပြည့်တင်ရမယ်ပေါ့နော်ပြီးရင်ဒါအဲ့ဒါမှမလုံလောက်သေးရင် direct ဖုန်းဆက်လိုက်ပေါ့နော် direct ဖုန်းဆက်အဲ့လိုမျိုးပေါ့အမှုစောင့်နေရတဲ့ဆိုင်သူတို့ကိုအလုပ်လိုအပ်နေပါတယ်ဆိုပြီးတော့ဖုန်းတွေတခါတည်းဆက်တာပို့ပြီးတော့ထိရောက်တယ်ပေါ့အဲဆိုတော့အဲ့လိုတွေအလုပ်ရှင်တော့မှပေါ့နော်ကျွန်တော်ကဖုန်းဆက်ခဲ့ရတယ်ဖုန်းဆက်ပြီးမှအရန်တော့မလွယ်ဘူးဒါပေမဲ့သူတို့ကို fail လို့ပေါ့ fail စကားလည်းအရန်မတတ်ပေမဲ့လည်း fail လို့ကိုပါတယ်ပြောမလဲဆိုပြီးတော့ translate တွေနဲ့ဘယ်လိုပြောမလဲအရင်ဆုံးစီထားပြီးမှသူ့ကိုပါတယ်ပြောမယ်သူကလည်းပြောလာနိုင်တယ်ဆိုတဲ့ဟာကိုကအရင်ဆုံးစီးရင်လုပ်ပြီးမှသူတို့ဖုန်းဆက်တယ်သူတို့လည်းကိုတတ်မှတ်ထားသလိုပဲသူတို့မေးတဲ့မေးခွန်းတွေလည်းဒါတွေပဲမေးမယ်ဆိုတော့တီးအဲကြတော့အရင်ဆုံးသူတို့ကိုဖုန်းဆက်လိုက်တဲ့အခါမှာသူတို့တွေကမလိုသေးဘူးလို့လိုမယ်ဒါတွေပဲပြောခဲ့မှာဒါပေမဲ့ကိုကအများကြီး ready ဖြစ်တယ်ဆိုတာကိုဖုန်းဆက်ပြီးတော့အတိပေးထားရတယ်ပေါ့ဒီလိုနဲ့အလုံးလျှောက်ဖြစ်ခဲ့တယ်ပေါ့လျှောက်ဖြစ်ခဲ့ပြီးသူတို့ကလည်းနောက်ဆုံးတော့အခွင့်အရေးပေးတယ်ပေါ့ Okay ဆိုတော့အခက်အခဲတွေကြားအလုပ်ကရခဲ့တာဆိုတော့အရင်ခံကောင်းတယ်ပေါ့နော်အခုဒါဆိုရင်အလုပ်ရသွားပြီဆိုတော့ဒီဘယ်လိုပြောမလဲအလုပ်ရသွားတဲ့ live နဲ့အလုပ်မရခင်က live နဲ့ဘာကွာခြားမှုရှိလဲပြောချင်တာကွာအဆင်ပြေလားပေါ့နော်ဥပမာကွာအလုပ်ကရသွားပြီဆိုတော့အဆင်ပြေလားအဆင်မပြေသေးဘူးလားအခုကအလုပ်လုပ်နေတာလွန်ခဲ့တဲ့9လပိုင်းကနေအခု10လပိုင်းမကုန်သေးဘူးဆိုတော့9လမပြည့်သေးဘူးလို့ပြောလို့ရတယ်နေရာအရင်မြို့မှာဆိုရင်တော့ကျွန်တော်တို့အရန်အဆင်ပြေမယ်ပေါ့နော်ဘာလို့လဲဆိုနေသားကြပြီးသားဆိုတော့ဒါပေမဲ့ဒီဘက်လက်ဒီမြို့ပါဟက်ဆင်ကီရဲ့နီးရပေါ့ဒီလက်ဒီမြို့ဘက်မှာကြတော့ကိုနဲ့အလုပ်လုပ်တဲ့နေရာနဲ့အလုပ်လုပ်တဲ့နေရာကတော့မိနစ်20လောက်15မိနစ်လောက်ဘတ်ကားစီးရတယ်အဲကြတော့အလုပ်သွားဖို့အတွက်ဘတ်ကားအချိန်မီသွားရတယ်ပြီးလို့ရှိရင်ဒါကဆောင်းတွင်းမရောက်သေးတော့နည်းနည်းအဆင်ပြေအရင်ဆောင်းတွင်းတဲ့ခါကျမှနည်းနည်းခက်ခဲဖြစ်မယ်ပေါ့ဒါပေမဲ့အလုပ်မရသေးတော့ကတော့မှဘယ်လိုပြောမလဲအလုပ်မရတဲ့ဆိုင်ရင်တော့အခုလိုမျိုးဘလောက်ပဲခက်ခဲသွားရရင်တော့မှပျော်တယ်ပေါ့နော်ပတ်စံကလည်းဘယ်လိုပြောမလဲလက်ခအလုပ်ရတာပါမယ်နဲ့အနေနဲ့ full time ရတဲ့ခါကျတော့ full time လက်ခအပြည့်ရတယ်လေဒါကြောင့်အဲကြောင့်မို့အဆင်ပြေပါတယ်ဆေးရုံမှာလုပ်ရတာပေါ့ဆေးရုံဆိုပေမဲ့အဲ့လိုဆေးရုံတော့မဟုတ်ဘူးဘယ်လိုပြောမလဲဆေးခန်းပုံစံအဲ့လိုမျိုးပုံစံဆေးရုံမှာလုပ်တယ်လုပ်ဖို့ကင်ဖက်တွေလည်းအရန်ကောင်းသဘောကောင်းတယ်အလုပ် flight ကလည်းအဆင်ပြေပါတယ်ကျွန်တော်က training တွေလည်းအများကြီးမတူတဲ့ training တွေအများကြီးသွားခဲ့ရတယ်ဆိုတော့ဒီအလုပ်ကလည်းဘာမှအလုပ်ထိဟိုလိုမဖြစ်ဘူးဖင်လန်နိုင်ငံရဲ့အလုပ် live ဘယ်လိုပြောမလဲသူရဲ့ working hour ကလည်း fair ဖြစ်တယ်အားလုံးပုံပါလေသူကအဲ့ဒီကျတော့မြန်မာနိုင်ငံမှာတော့မှနေတော့ကနော်
working time အရှိကြီးပဲပေါ့နော်ဒါပေမဲ့ဒီမှာကျတော့8နာရီပဲတရက်8နာရီဆိုပြီးသတ်မှတ်ထားတဲ့ခါကျတော့အလုပ်လုပ်ရတာ calculation နိုင်တော့မလို့ဆရာမလို့လေနော် ဟုတ်တယ်အဲ့ဆိုနားချိန်တွေလည်းများတယ်သူတို့ရဲ့ကပြီးတောက်ဖို့ဆို coffee break တွေကလည်းများတယ်လို့ဟိုလိုပြောသမင်းစားချိန်နဲ့အဲ့နားချိန်ဆိုပြီးတော့အချိန်လေးရှိပြီးတော့ working life ကလည်းတကယ်ကိုထင်ထားတဲ့အများကြီးမျောလင့်ထားတဲ့အများကြီးကောင်းတဲ့ညာကိုရတယ် okay ဆိုတော့အခုကဒီအလုပ်ရသွားပြီဆိုတော့ကိုယ့်ရဲ့မိသားစု financial ဘက်မှာပေါ့နော်ကို support ရောပေးနိုင်လားပေါ့တချို့တော်တော်များများမေးကြတယ်ပေါ့နော်တချို့တွေကမြန်မာနိုင်ငံကိုပတ်စံပို့နိုင်လားကိုမိဘတွေကို support လုပ်နိုင်လားပေါ့ဒါအတိအကျဆုံးမေးခွန်းဖြစ်လိမ့်မယ်ဆိုတော့ကို့အနေနဲ့ကိုကိုကမိသားစုတွေကိုပြန်ကြည့်နိုင်တဲ့အနေအထားရှိလားပေါ့ကိုအလုပ်ရသွားတဲ့အပေါ်မှာပေါ့ဘယ်လိုမြင်လဲအလုပ်ရသွားတဲ့အခါမှာတော့ဒါကကျွန်တော်ကအခုလောလောဆယ်အခုအပြည့်အဝမဆောင်ရသေးတဲ့သူပေါ့နော်ဘာလို့လဲဆိုတော့အလုပ်ရတာလည်းမကြသေးဘူးအဲကြတော့အခုလာမယ့်နှစ်လောက်မှာပေါ့နော်အခုကိုကိုရတဲ့လခကိုတွက်ပြီးတော့ခုဘယ်လောက်ဆောင်ရမယ်အဲ့ပုံမှာမူတည်ပြီးနည်းနည်းပိုပြီးတိကျပြောနိုင်မယ်ထင်တယ်အခုလောလောဆယ်ကတော့အခုနဲ့ပတ်သက်တဲ့တိတ်ပြီးတော့အရင်မဆောင်ရသေးတော့လခကဖူးလို့ပြောလို့ရသေးရပေါ့နော်အဲကြတော့အခုလောလောဆယ်ကတကယ်ချင်းအိမ်မှာနေတော့ဘယ်လိုပြောမလဲလက်ဒီမျိုးမှာအဖောက်မဲ့ငါလို့ရှိရင်ယူရို900เนาะယူရို900လောက်မှကိုစတူဒီယိုခန်းကောင်းလေးဒါပေမဲ့အဲ့လိုမငားပဲနဲ့အခုကဒီဘယ်လိုပြောမလဲနေစိတ်ကတကယ်ချင်းနဲ့အတူတူပေါင်းနေတော့ဘယ်လိုပြောမလဲတက်တာသွားတဲ့အခါမှာကိုရဲ့မိသားစုကိုထောက်ပံ့မယ်ဆိုရင်လည်းအပူထောက်ပံ့ပေးနိုင်တယ်ပေါ့အဲ့လိုဈေးတစ်ခါတက်တာတယ်ပေါ့စားဈေးနဲ့ဒီနေစိတ်တက်တာလို့ရှိရင်တော့အိမ်ကိုအများကြီးထောက်ပံ့ပေးနိုင်တယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးတကယ်ရှင်းနေပေါင်းမနေဘူးကိုယ့်ဘာကိုစတူဒီယို room ငားမယ်ဆိုရင်နေစိတ်ရယ်စားဈေးရယ်ဆိုရင်တော့နည်းနည်းလေးတော့ဟိုအပြည့်အဝအများကြီးတော့မထောက်နိုင်တော့ဘူးဆိုတော့လေအများကြီးမသုံးရင်ပေါ့ကိုယ့်ရဲ့ဒီအများကြီးမဟုတ်ရင်တော့မှနည်းနည်းပါပါပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်ရဲ့အတွက် personal အတွက်ပါတော့ခြံထားရမှာပေါ့နော်ဆိုတော့ဒါကတော့ဒီအမရဲ့အခုသူပြောထားတဲ့အရာတွေကသူရဲ့ experience သူကြုံတွေ့ခဲ့ရတဲ့အရာလေးတွေပဲဖြစ်ပါတယ်သူရဲ့ working life ရဲ့ပြီးတော့သူရဲ့အခုတွားနေတဲ့ဒီ daily life ကိုပေါ့နော်ချပြပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့ဒီအခုကြည့်နေတဲ့သူတွေအတွက်ခုကြည့်နေတဲ့သူတွေအတွက်ဆိုရင်သူတို့ကလည်းနိုင်ငံသားတွေခုချိန်မြန်မာနိုင်ငံဒါမှမဟုတ်နိုင်ငံမှာရန်စက်တီးနေချိန်မှာခြားနိုင်ငံသားတွေဖတ်ဖို့စူးစမ်းနေ try နေတဲ့သူရှိမှာဆက်ပြီးတော့ပေါ့နော်လက်မလျှော့ပဲနဲ့စူးစမ်းပါပေါ့ပြီးရင်လည်းဖះကိုလည်းအားကိုးပါပေါ့အရန်ကျွန်တော်ကိုယ်တိုင်လည်းအရန်စုတောင်းခဲ့ရတယ်ပေါ့စုလည်းအရန်တောင်းခဲ့ရတယ်ကိုယ်တိုင်ကစုတောင်းရင်းနဲ့လည်းတကယ်လည်းဖြေရတယ်ပေါ့ဘယ်လိုပြောမလဲကိုယ်တိုင်လည်းစူးစမ်းတယ်ဖះကိုလည်းအားကိုးမယ်အဲ့ဆိုရင်တော့လက်မလျှော့ပဲပေါ့နော်ဒီလိုမျိုးချိန်တန်လိုက်တော့အဖြစ်ဘယ်လိုပြော result တစ်ခုကတော့ရလာမှာဆိုပြီးတော့အားပေးချင်တယ်ပေါ့အခုလိုမျိုးပေါ့နော်အချိန်ပေးပြီးမှဒီညီမရဲ့ video မှာလာပြီးတော့ join ပေးရတဲ့ကြောင့်ရမ်းပဲကျေးဇူးတင်တယ်ဆိုတော့နောက် video မှာပေါ့နော်သိချင်တာလေးရှိရင်လည်း comment မှာရေးပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် God bless you ပါ God bless you bye bye